汉语namba 1စာအုပ်ရဲ့အခန်း3လေးဖြစ်ပါတယ်နံပါတ်1က学生ဆိုတာကကျောင်းသားကျောင်းသူလည်းသုံးလို့ရတယ်叔叔ဦးလေး警察ရဲသားတွေကိုပြောတာနော်医生ဆရာဝန်妈ဆိုတာကလာရေးချလာဝတ်စနှလုံးပေါက်လားနေကောင်းလားထမင်းစားပြီလားဆိုရင်လားပူဆိုတာမအငင်းကိုပြောတာနော်မလှုပ်ချင်ဘူးမသွားချင်ဘူးမစားချင်ဘူးဆိုတဲ့မနံပါတ်9ကတိဆိုတာကညီလေးမောင်လေးမြန်မာမှာကမောင်လေးညီလေး2မျိုးရှိတယ်ဒါပေမဲ့တရုတ်ပြည်မှာကျတော့ဒီတိဆိုတာတစ်မျိုးပဲရှိရနော်မောင်လေးကိုပြောချင်လဲတိညီလေးကိုပြောချင်လဲတိမိတ်ဆိုတာကညီမလေးမိတ်ညီမလေးတစ်ခါဆိုကြည့်ပါဦး学生叔叔警察医生妈不弟妹အခန်း3爸爸是老师是ဆိုတာကဖြစ်တဲ့老师ကဆရာသူကအဖေဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဆရာလို့ပဲသုံးလိုက်မယ်နော်ကြည့်လို့အမေဆိုလို့ရှိရင်ဆရာမပေါ့爸爸是老师ဖေဖေကဆရာ我是学生နဲ့ကျွန်တော်ကတော့是ဖြစ်တဲ့学生ဆိုတာကကျောင်းသားကျွန်တော်ကကျောင်းသားဖြစ်တဲ့叔叔是警察叔叔ကဖြစ်ပါတယ်တဲ့警察ဆိုတာရဲဦးလေးကရဲဖြစ်ပါတယ်妈妈是医生မေမေကဆရာဝန်ဒီမှာဆိုရင်ညီ妈妈ဆိုတာခမများမေမေ是ဖြစ်ဒီ老师ဆရာမ妈ဆိုတာကလာအမေဖြစ်သွားရင်နော်你妈妈是老师吗你ရဲ့မေမေကဆရာမလားညင်းလိုက်မယ်我妈妈အငင်းဆိုတော့不是နဲ့ညင်းပေးမယ်我妈妈不是老师ကျွန်တော်မေမေကဆရာမမဟုတ်ဘူး他နန်စားသုံးထားရင်နော်ဒီစာကြောင်းမှာဆိုလို့ရှိရင်အရှိမမေမေပါရဲ့အနောက်မှာ他ဆိုတဲ့နန်စားသူမ是ဖြစ်ပါတယ်医生ဆရာဝန်သူမဆရာဝန်ဖြစ်တယ်你爸爸是医生吗ဒါလည်းအတူတူပဲเนาะဒီမှာတစ်ခေါက်ပါပြီးသွားပြီအမေဒီတစ်ခေါက်ပြန်ပါတယ်医生吗你ဖေဖေကဆရာဝန်လားတဲ့ညင်းလိုက်မယ်我爸爸不是医生ကျွန်တော်ဖေဖေကဆရာဝန်မဟုတ်ဘူး他是老师သူကဆရာဖြစ်တယ်ဆရာဆိုတာကျောင်းဆရာကိုပြောတာเนาะတစ်ခေါက်ဆိုကြည့်ပါဦး爸爸是老师အတူတူပဲเนาะ我是学生叔叔是警察妈妈是医生你妈妈是老师吗我妈妈不是老师她是医生你爸爸是医生吗我爸爸不是医生他是老师ဒီဟာဆိုရင်စာပိုက်ပုံစံလေးဖြစ်သွားရင်เนาะအရှိနှစ်ကွက်ကိုခြံပြီးတော့爸爸是老师ဖေဖေကဆရာဖြစ်တယ်妈妈是医生မေမေကတော့ဆရာဝန်ဖြစ်တယ်我是学生ကျွန်တော်ကကျောင်းသားဖြစ်တယ်弟妹သူတို့နှစ်ယောက်ကတော့တဲ့是ဖြစ်တယ်学生မှာသူတို့နှစ်ယောက်ကကျောင်းသားဒီလားတဲ့ကျောင်းတက်နေပြီလားလို့မေးရနော်他们不是学生သူတို့က不是မဟုတ်ဘူးဘာလဲလဲကျောင်းသားတွေမဟုတ်သေးဘူးသူကကလေးတွေပဲရှိသေးတယ်နော်ဒီခေါက်ဆိုကြည့်ပါဦး爸爸是老师妈妈是医生我是学生弟妹是医生吗学生吗他们不是学生